စွန့်လွတ်အနစ်နာခံခြင်းဆိုတာချောမောလာပါတဲ့စေကြတဲ့အရွယ်ကောင်းပါလေးတယောက်ဒါပေမဲ့သူ့မျက်စိနှစ်ဖက်စလုံးမမြင်ရှာဘူးအသက်10နှစ်အရွယ်မှာအပြင်းပြပြီးမျက်စိနှစ်ဖက်လုံးရုတ်တရက်ကွယ်သွားခဲ့တယ်ကောင်းမလေးဟာဒီလောကလုံးကိုအမြဲတမ်းမကြည်မနှက်ဖြစ်နေတယ်သူ့မျက်စိမမြင်ရလို့မျက်စိမြင်ရတဲ့သူတွေကိုအလိုမကျဖြစ်နေတာပါသူ့မိဘတွေဟာသူ့ပေါ်ဘလောက်အလိုလိုက်ပြီးစိတ်ကျဉ်နှံ့အောင်လှုပ်ပေးနေပေမဲ့လည်းကောင်မလေးဟာအမြဲတမ်းပြစ်တင်ဆူပူနေတတ်တယ်ဒါပေမဲ့သူမအပြစ်မပြောတဲ့သူတယောက်ရှိတယ်အဲ့ဒါသူ့ရီးစားကောင်လေးပဲကောင်လေးကကောင်မလေးလိုချင်တာမှန်သမျှတတ်နိုင်သမျှကြိုးစားလုပ်ပေးတယ်ကောင်မလေးအနားမှာအမြဲနေပြီးအားပေးစကားပြောတတ်တယ်စိတ်ချမ်းသာစေမဲ့ဝိထုလေးတွေကြပြလေးတွေဖတ်ပြတတ်တယ်ဒီနေ့မှာလူတစ်ယောက်ကပေးလူလိုက်တဲ့မျက်စိနှလုံးကိုဆရာဝန်တွေကကောင်မလေးရဲ့ကွယ်နေတဲ့မျက်လုံးနှစ်ခုမှာခွဲစိတ်အစားထိုးလဲပေးလိုက်တယ်ခွဲစိတ်အစားထိုးမှုအောင်မြင်ပါတယ်ဆေးကန်းတစ်ခုမှာကောင်မလေးရဲ့မျက်စိတွေကိုစီးထားတဲ့ပတ်တီးကိုသူနာပြုဆရာမကဖြေပေးနေတော့ကောင်လေးကသူ့ချစ်သူကောင်မလေးရဲ့နာနာကိုကပ်ပြီးတူတူလေးပြောလိုက်တယ်မျက်စိပြန်မြင်သူတို့လက်ထပ်ကြရအောင်တဲ့ပတ်တီးဖြေပြီးသွားပြီကောင်မလေးရဲ့မျက်စိနှစ်ဖက်စလုံးတဖြည်းဖြည်းမြင်လာရပြီသူ့ရှိမှရက်နေတဲ့သူ့ချစ်သူကောင်လေးကိုတွေးလိုက်ရပြီသူ့ပါးစပ်ကရုတ်တရက်ထွက်သွားတဲ့စကားကအိုးရှင်နဲ့ကျမလက်မထက်နိုင်ပါဘူးရှင်တဲ့ဘာလို့လဲဆိုတော့သူ့ချစ်သူကောင်လေးဟာမျက်မမြင်တယောက်ဖြစ်နေလို့ပါပဲကောင်လေးလည်းသူ့ချစ်သူရှိကနေခေါင်းငိုက်ဆိုင်ကြပြီးခြေတလန်းချင်းလှမ်းရင်စေးကန်းတွေကထွက်သွားပါတော့တယ်စေးကန်းအပေါဝအရောက်မှာကောင်မလေးရှိအဘက်ကိုမျက်ရည်ကျရင်တစ်ချက်နောက်ပြန်လှည့်ကြည့်လိုက်တယ်သူ့ကောင်မလေးကိုမမြင်ရပါဘူးဒါပေမဲ့သူ့စကားလေးတစ်ခွန်းတူတူလေးပြောရင်သူ့ချစ်သူကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ပါတယ်အချစ်ရေကိုလက်ဆောင်ပေးလိုက်တဲ့မျက်လုံးလေးတွေကိုဂရုစိုက်ပါကွယ်တဲ့ဆွလွတ်အနစ်နာခံမှုတိုင်းကိုပြန်လဲပေးဆက်ခံရမယ်လို့မမျှော်လင့်ပါနဲ့အရင်ကခံစားရတဲ့စာလိုလေးပါဆရာဗမော်သိန်းပေရဲ့မျှဝေလို့သောအတွေ့အမြတ်တဲ့စာအုပ်ထဲမှာကောက်နှုတ်ထားတာဖြစ်ပါတယ်အားလုံးပြုရှင်ကြပါစေရှင်